ညာအဲ့1 set တွေထဲမှာဒီအထက်ခေါ်အရန်ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ main ကလေးအရန်ဆန်ပြီးတော့ဟောဒီလိုအယုတ်ကလေးပါပါတဲ့အတွက်ကြောင့်အရန်ကိုမှ crazy ဖြစ်တယ်အယုတ်ကလည်းလုံးဝချီကျိုးထိုးထားတာမျိုးဆိုတော့လုံးဝဖောင်းကြွလေးပေါ့နော်ဟုတ်ပါတယ်အသားလေးကလည်းချီသားပေါ့နော်ချီသား1 set လေးပါဒီလိုအသားမျိုးဆိုရင်ဒီ quality ချိုးချိုးတာလုံးဝကောင်း quality အကောင်းစားကိုချုပ်ပေးထားတယ်အရန်ကောင်းတဲ့အထည်ပါရှင်ဒီအထည်ကိုဘယ်လောက်နဲ့ပေးပါလဲတကယ်ချင်း2800ကျပ်ထင်းနဲ့ယူ2800ကျပ်တဲ့ယူရမှာပေါ့ရောင်းချပေးလိုက်ပြီဒီကွက်ဖြတ်တာတော့မဟုတ်ဘူး စိုက်ကတော့တကယ်ချင်း စိုက်ကတော့ကောတော့ medium နဲ့စပြီးတော့ medium less than 80 3 စိုက်လာပါမယ်ရှင်ပေါင်ချိန်အားဖြင့်တော့ပေါင်90ကနေပြီးတော့200အထိဝင်လို့ရမယ်လို့ခံမှန်းထားပါတယ်ရှင်ဆိုတော့ကိုအနေနဲ့ဒါမျိုးလေးတွေနဲ့ပေါ့နော် main ကလေးတွေညာဘက်ကိုကြွရလဲအိတ်ချင်နေဆိုရင်နော်ကိုတို့စီကဒီထဲလေးဟဲ့အော်ဒါတင်လို့ရပါတယ်ဝယ်ခြင်းအခုကြည့်နေ TikTok ကနေပြီးတော့အမြန်ဆုံး order တင်ဖို့ပြောချင်ပါတယ်ရှင့်သူရဲ့အားသာချက်ကဘာလဲဆိုတော့အမျိုးမျိုးအနေနဲ့တိုင်းရှိပေါ့နော်လူတွေအကုန်လုံးကိုအိမ်ရောက်ငွေချေစနစ်နဲ့စောင့်ရက်ပေးနေပါတယ်ရှင့်ဒါကြောင့်မလို့ live ပေါ်နဲ့ငွေလိမ်တာတွေငွေညစ်ခံရတယ်လုံးဝမရှိဘူးကိုယ့်အရာမှာကိုငွေချဖြစ်တဲ့ယုံကြည်စိတ်ချတာဝယ်လို့ရပါတယ်တစ်ထည့်ကို2800ကျပ်ပါရှင်ကျေးဇူးပါ